အလုံးမှာပျော်ဖို့အရေးကြီးလားဘာကအရေးကြီးလဲအလုံးမှာပျော်ဖို့အရေးကြီးလားဘာကအရေးကြီးလဲဒီမေးခွန်းကိုမေးနိုင်ဖို့ဆိုရင်တင်ကစားဝတ်နေရေး view size ဆရာမလိုတဲ့တူတန်းစားဖြစ်နေဖို့လိုပါတယ်တင်ကတနေ့လို့တနေ့စားလာခရမစံပြေးဝယ်ခင်းပြေးချက်လုပ်နေရတယ်ဆိုရင်ဒီမေးခွန်းတွေကိုမေးလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့အလုံးမှာပျော်ဖို့ထက်စားဖို့နေရေးကပိုအရေးကြီးလို့ပါ။အလုံးမှာပျော်ပေမဲ့စားစရာမရှိဘူးဆိုရင်တင်ပျော်ဦးမှာလား။အချစ်ကထမင်းမကျွေးဘူးဆိုတာမျိုးလိုပေါ့။ပျော်တဲ့အလုပ်ကထမင်းကျွေးမှာလား။တင်ကိုဘာအလုပ်ကထမင်းကျွေးနေလဲ။အမှန်တရားကိုမြင်အောင်ကြည့်ပါလက်ခံနိုင်အောင်လုပ်ပါဒီမေးခွန်းကိုမေးနိုင်တဲ့အခွင့်အရေးတဲ့မှာရှိမနေပါဘူးအဆုံးသတ်ရရင်လူလက်တန်းစားမဟုတ်တဲ့သူတွေအတွက်တော့အလုံးမှာပျော်ဖို့ထက်စာဝတ်နေရေးအစဉ်ပြေဖို့ကပိုအရေးကြီးပါတယ်အဲ့ဒါကြောင့်ဒီလိုမေးခွန်းတွေမေးမရသေးတဲ့အချိန်မှာဒီမေးခွန်းတွေမေးပြီးတော့အချိန်ကုန်မခံပါနဲ့မေးလို့ရတဲ့အချိန်တွေဖြစ်လာအောင်အလုပ်ကိုအာရုံစိုက်ပြီးတော့တည်ဆောက်တော့ပါတစ်ချိန်ကျရင်ဒီမေးခွန်းသာမကတခြားမေးခွန်းတွေလည်းမေးနိုင်ပြီးတော့ရွေးချယ်ခွင့်တွေလည်းရှိနေပါလိမ့်မယ်အဲ့ဒီအချိန်ကျရင်တော့အလုပ်သွားပါဒီဗီဒီယိုလေးကိုအပေါင်းလိုက်ထားပါ